အားလုံးပဲမင်္ဂလာပါဒီနေ့မိတ်ဆွေများကိုဘုဟုတုဒအနေနဲ့မျှဝေပေးမှာကတော့ကျွန်တော်တို့ဒူးရင်ပင်ကိုပေါ့နော်ဒါကကျွန်တော်တို့အပေါ်ရံမှာမြေကိုဆွဲပြီးတော့ပေါင်းတင်ပြီးတော့ချဆိုင်ထားတာပေါ့နော်ဒီခြံကဆိုရင်ပြည့်ကျွန်တော်စိုက်တုံးကတော့နေနည်းနည်းပူနေသေးတာပေါ့နော်မိုးကမဆက်သေးတဲ့ခါကျတော့ကျွန်တော်တို့နေကာလေးနဲ့ကာပြီးတော့မှစိုက်ထားပေးတာဖြစ်ပါတယ်အမှန်တော့ကျွန်တော်တို့စိုက်တဲ့နေ့ဆိုရင်အခုချိန်ဆိုရင်တော့ဖြုတ်လိုက်ရတာပေါ့နော်ဖြုတ်လိုက်ပြီပေါ့နော်ဒါကိုချမ်းပိုင်စင်ကမဖြုတ်ရဲသေးလို့ပါဒီခုဆိုလို့ရှိရင်ကျွန်တော်ဒီခုတလပြည့်ပြီးတော့လာကြည့်တဲ့ခါမှာကျွန်တော်တို့ဖြုတ်ခိုင်းလိုက်ပါပြီဗျဒီခြံကတော့ကျွန်တော်တို့မှော်ဖီဘက်မှာပေါ့နော်မှော်ဖီရန်ကုန်တိုင်းမှော်ဖီမှာပါဗျဒီခေါက်ဆွဲဆက်ရုံဘက်ဝင်တဲ့လမ်းလေးပဲဖြစ်ပါတယ်ဒီခြံကဘောစီဆိုလို့ရှိရင်စိုက်စမ်းတာပေါ့နော်ဒါလေးကိုအောင်မြင်လို့ရှိရင်စစ်ဆက်စိုက်ဖို့အများကြီးရှိပါတယ်လို့ကျွန်တော်ကိုပြောထားပါတယ်ဗျအဲ့ဒါဆိုတော့ကျွန်တော်တို့ချိမိတ်ဆွေများရောဘယ်လိုမျိုးစိုက်စမ်းချင်တာလဲကိုယ့်ရဲ့စန္ဒတွေဘယ်လိုရှိတာလဲပေါ့နော်အဲ့ဒါလေးကို comment မှာမှတ်ခဲ့ပေးလို့နိုင်ပါတယ်ဗျဒါစိုက်ထားတာပင်ကြီးတွေကြီးပါပဲ2သိန်းခွဲတန်3သိန်းတန်တွေကိုချဆိုင်ပြီးတော့စမ်းလာတာဖြစ်ပါတယ်အခုကျွန်တော်ဗီဒီယိုကြည့်ရှုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်အားလုံးနေကောင်းချမ်းသာကြပါစေခင်ဗျာ